ဘာပေါ်မှာဒုတိယမြောက်အကြီးဆုံးဖြစ်တဲ့တဘာဝတန်းငွေတိုက်ကြီးဟာတနင်္သာရီတိုင်းကမ်းလွန်မှာတွေ့ရှိသွားတဲ့သတင်းကိုအားလုံးကြားသိပြီးသားဖြစ်မှာပါဒီတဘာဝတန်းငွေတိုက်ကြီးတစ်ခုတည်းနဲ့တည်းမြန်မာနိုင်ငံကိုကြီးပွားအောင်ချမ်းသာအောင်တိုးတက်အောင်လုပ်လို့ရပါတယ်တကယ်ကိုစနစ်တကျစီမံခန့်ခွဲမှုတွေနဲ့အလေလွင့်အဆုံးရှုံးမှုမရှိရလေအောင်တိုင်းပြည်တစ်ခုနဲ့ကြားထဲမှာပူးပေါင်းဆောင်ရွက်မယ်ဆိုလို့ရှိရင်လည်းမြန်မာနိုင်ငံနစ်နာဆုံးရှုံးမှုမရှိရအောင်ဆောင်ရွက်ဖို့လည်းအမှန်တမ်းမှအရေးကြီးပါတယ်ဒီတော့ဒီသဘောတန်းငွေတိုက်ကြီးကတင်းတင်းသားတိုင်းကမ်းလွန်ပင်လယ်ပြင်မှာတွေ့ရတဲ့အတွက်ကြောင့်မလို့ဒီတင်းတင်းသားတိုင်းနဲ့ပတ်သက်ပြီးနည်းနည်းပြောချင်ပါတယ်တင်းသားတိုင်းဟာမြန်မာပြည်ရဲ့တောင်ဘက်ဆုံးတိုင်းဒေသကြီးတစ်ခုဖြစ်ပါတယ်အရင်ကဆိုလို့ရှိရင်တော့တင်းသားတိုင်းထဲမှာကရင်ပြည်နယ်တို့မွန်ပြည်နယ်တို့ပါတင်းသားတိုင်းအနေနဲ့ပါဝင်ခဲ့ပါတယ်ဒါပေမဲ့ socialist ခေတ်မှာမွန်ပြည်နယ်ကိုခွဲထုတ်ပြီးတော့ပြည်နယ်အဖြစ်သတ်မှတ်ပေးလိုက်တဲ့အတွက်ကြောင့်တင်းသားတိုင်းဟာဒီနေ့ဒီချိန်မှာရှိတဲ့နည်းနည်းပဲရှိတော့ဗျာဒီတင်းသားတိုင်းဟာရှေးပကံမင်းများလက်ထက်ကလေးကနေပြီးတော့မြန်မာပိုင်ဆိုင်နေဆိုတာကိုကျွန်တော်တို့ကျောက်စာအမှတ်တမ်းများရသိရှိရပါတယ်ဒီကျွန်တော်တို့ရဲ့ကော့တောင်းကိုကြော်သွားလို့ရှိရင်စလင်ကောဆိုတဲ့အရက်ဒေတာရှိပါတယ်တလင်းကြီးငူပေါ့ဒီတလင်းကြီးငူထိုင်းထဲမှာကရာကျွန်းဆက်ဆိုတာရှိတယ်ကရာဆိုတဲ့နေရာရှိတယ်ဒီနေရာရဲ့အထိကိုမြန်မာတွေပိုင်ဆိုင်နေဆိုတာကိုဓမ္မရာဇက်ကကျောက်စာအရာသိရှိရတယ်ဒါပေမဲ့ဗကန်ခေကြီးပြတ်သုံးသွားတဲ့အခါမှာတင်းတင်းသားတိုင်းကိုယူရီးယားတွေကဝင်ရောက်ပြီးတော့တိုက်ခိုက်သိမ်းပိုက်ခဲ့တာရှိတယ်ဘယ်လောက်တောင်ကြာလဲဆိုရင်တော်တော်ကြာပါတယ်နှစ်ပေါင်းကိုရာချီပြီးတော့ကြာပြီးတော့ဒီယူရီးယားရဲ့လက်အောက်ကိုရောက်သွားတယ်ဒါပေမဲ့ဘင်းအောင်ကျော်ထင်တော်ရထားတော့တပင်ရွှေကြီးတို့ခေရောက်တဲ့အခါမှာတင်းတိုင်းကိုမြန်မာနိုင်ငံရဲ့နယ်နိမိတ်ထဲကိုပြန်သွတ်နိုင်ခဲ့တဲ့အပြင်ယူရီးယားတပြည်လုံးကိုပါစင်လုံးမြင်းလုံးနဲ့တကွเนาะအကုန်လုံးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်ဘင်းအောင်မင်းတရားကြီးနေရဆန်သွားပြီးတဲ့နောက်ပိုင်းမှာယူရီးယားတွေကတဖန်ပြန်ပြီးတော့တင်းတိုင်းကိုပြန်လဲပြီးသိမ်းပိုက်ခဲ့တာရှိတယ်နောက်ပိုင်းမှာညောင်ရမ်းမင်းဆက်ပေါ့ဒီတောင်ကူမင်းဆက်ကိုစက္ကန့်နဲ့ဘင်းနောင်ရဲ့သားတယောက်ဖြစ်တဲ့ညောင်ရမ်းမင်းသားတီထောင်တဲ့ညောင်ရမ်းခေတ်မှာဆိုရင်တော့ဘယ်လိုလုပ်လဲဆိုရင်တော့တင်းသားတိုင်းမှာရှိတဲ့ခွန်တုတ်တွေကိုမြန်မာရှင်ဘရင်ကိုခွဲပေးရတယ်ဒါပေမဲ့အုတ်ချိုရီကိုကျတော့ယူရီးယားပဲဆောင်ရွက်တယ်ပြောချင်တာကမြန်မာတွေကိုပန်နာဆက်တယ်ဒါပေမဲ့အုတ်ချိုရီကိုတော့ယူရီးယားဆောင်ရွက်တယ်ပေါ့ဒီလိုကနေပြီးတော့မှညောင်ရမ်းခေတ်ကြီးပြီးကအကြာကြီးမှာယူရီးယားကသူ့ရဲ့အုတ်ချိုကြီးကို run နေခဲ့တာပေါ့ဒါပေမဲ့ထွက်တဲ့အခွန်အသီးတွေဒီနေ့ကိုစင်ဘယ်လောက်ပေးမလဲငွေပိတ်တာဘယ်လောက်ပေးမလဲရွှေဘယ်လောက်ပေးမလဲဆိုတာကိုတော့ဒါမြန်မာရှင်ဘရင်ကိုတော့နန်းတော်ကြီးကိုတော့ဆက်တာရတာပေါ့နော်အဲ့တော့အဲ့ဒီကနေပြီးတော့မှညောင်ရမ်းခေတ်ကြီးကမဟာဓမ္မရာဇာဓိပတိလက်ထက်မှာပြတ်သုံးသွားပြီးတဲ့နောက်ပိုင်းမှာအလောင်းမင်းတရားဥအောင်စီတက်လာတယ်ထုံးစံတိုင်းမှာတင်းသားတိုင်းဟာဒါယူရီးယားတွေရဲ့အုပ်ချုပ်မှုအောက်မှာရှိနေတဲ့အတွက်ကြောင့်မို့အလောင်းမင်းတရားဥအောင်စီကတင်းသားတိုင်းဒေသမှာရှိတဲ့ယူရီးယားတွေကိုမောင်းထုတ်ခဲ့တယ်နောက်ပြီးတော့စင်ဖြူရှင်မင်းတရားရဲ့လက်ထက်မှာယူရီးယားတပြည်လုံးအယုဒ္ဓယမြို့ပါမကြံအကုန်လုံးကိုသိမ်းပိုက်နိုင်ခဲ့တယ်ပေါ့နော်အဲ့ဒီမှာပီတလောက်တို့ပေါ့နော်ပီတလောက်ဆိုတော့ Pisano Lock ပေါ့နော်နောက်တစ်ခုကဇင်းမယ်ပေါ့ဒီနေ့ဆိုချင်းမိုင်ပေါ့ကမ်ဘန်ဖက်ဆိုတော့ကမန်ဘိုက်ပေါ့